ကျွန်တော်တို့နေလားဆော့ရမှာငွေဘယ်လိုသွင်းရမလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ wallet ထဲဝင်မယ် wallet ထဲကနေငွေသွင်းမျိုးနှိပ်မယ်အဲဆိုကျွန်တော်တို့ဘဏ်တွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ကိုသွင်းတဲ့ဘဏ်နဲ့ငွေသွင်းလို့ရပါတယ်ကျွန်တော်ကတော့ KB နဲ့နမူနာသွင်းပြမှာဖြစ်ပါတယ် KB ထဲကိုပထမဆုံးဝင်မယ်ဝင်ပြီးကျွန်တော်တို့အပေါ်မှာငွေလွှဲရမယ် KB ဖုန်းနံပါတ်နဲ့နာမည်ဖော်ပြထားပါတယ်အဲဆိုရင်ဖုန်းနံပါတ်တွေကိုကျွန်တော်တို့ copy ကိုမယ်ပြီးရင်အပြင်မှာ KB မှာကျွန်တော်ငွေသွားလဲလိုက်မယ်ပေါ့နော်ပြီးရင်ဝင်လွှဲပြီးတော့ဒီ form ကျွန်တော်တို့ဖြည့်လို့ရပါပြီပထမဆုံးကျွန်တော်တို့ငွေဘယ်လောက်လွှဲထားလဲ9000ဆို9000ပေါ့နော်ပြီးရင်ကျွန်တော်လွှဲတဲ့လူရဲ့ဖုန်းနံပါတ်ကိုရိုက်မယ်ပြီးရင်ကျွန်တော်လွှဲတဲ့လူရဲ့နာမည်ပေါ့နော်ကောင်းကောင်းဆိုကောင်းကောင်းရိုက်မယ်ပြီးရင်ကျွန်တော်ဘယ်အချိန်လွှဲလဲဆိုတာကိုဖြည့်ပြရမယ်ပထမဆုံးကျွန်တော်နိုင်ရင်ရွေးမယ်3နိုင်ဆို3နိုင်3နိုင်15ဆို3နိုင်15ပြီးရင်မှန်ပါပြီဆိုရင် okay နှိပ်မယ်ပြီးရင် KB လုပ်ငန်းစဉ်အမှတ်နောက်ဆုံး6လုံးဖြည့်ရမယ် transaction ID ရဲ့နောက်ဆုံး6လုံးပေါ့နော်ဖြည့်ပြီးသွားရင်ကျွန်တော်တို့အချက်လက်တွေမှန်လားမမှန်လားသိချလေးစစ်ပေးမယ်မှန်ပြီဆိုရင်တော့အတည်ပြုပြီးနှိပ်မယ်မှန်ကန်ပါပြီနှိပ်မယ်ဒါဆိုရင်တော့မကြခင်ကျွန်တော်တို့အကောင့်ထဲကိုဝင်လာမှာဖြစ်ပါတယ်